ကဘာကြီးကိုကဲတင်ခဲ့တဲ့ဒန်ဒါရီလာသူရဲကောင်းကြီးတယောက်ဟာအဆင့်တစ်ပဲရှိတဲ့လေသမားလေးရဲ့မုံလာဥကင်းထောင်ချောက်ထဲမှာမတော်တဆသေဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ရဟာမိတ်ဆွေတို့ဘလို့မှမယုံကြည်နိုင်လောက်တဲ့အခြေအနေတစ်ခုပါပဲ။တာကာလို့ခေါ်တဲ့လေသမားလေးဟာသူ့ရဲ့စိုက်ခင်းကိုကာကွယ်ဖို့ထောင်ချောက်ဆင်ထားခဲ့တာဖြစ်ပြီးသူရဲကောင်းကြီးရှီယုံကတော့အဲ့ဒီထဲကိုကျသွားခဲ့တာပါ။ဒီကိစ္စကိုဖုံးကွယ်ဖို့ကြိုးစားရင်းသူတို့ဟာမော်ဆီယာမဟင်နရီနဲ့တွေ့ဆုံခဲ့ပါတယ်ဟန်ရီဟာတည်သွားတဲ့သူရဲကောင်းရဲ့ခန္ဓာကိုယ်ထဲကိုတာကာရဲ့ဝိညာဉ်ကိုထည့်ပေးလိုက်ပြီးကဘာကြီးကိုဆက်လိုက်ကဲတင်ဖို့ခိုင်းစီခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကသူရဲကောင်းရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပုတ်တိုးလာပြီးအယိုးစုဖြစ်လာတာပါပဲ။တာကာဟာမနစ်သက်ပေမဲ့လည်းသူ့ရဲ့မူလခန္ဓာကိုယ်ကိုပြန်ရဖို့အတွက်သူရဲကောင်းအယောင်ဆောင်ပြီးခရီးဆက်ဖြစ်ရပါတယ်။ဒီလိုနဲ့သူတို့ဟာဘဲလုံးမြို့တော်ကိုရောက်ရှိလာခဲ့ပြီးနောက်ထပ်ရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်ရပါမြို့တော်မှာတာကာဟာမင်းသမီးလေးဖမ်းနဲ့တွေ့ဆုံခဲ့ပါတယ်။တာကာဟာအယိုးစုထွက်နေတာကိုဖုံးကွယ်ဖို့မျက်နှာဖုံးတစ်ခုတတ်ထားရပြီးမင်းသမီးလေးကတော့သူ့ကိုသူရဲဖောင်းအဆက်လို့ယုံကြည်နေခဲ့တာပါ။မင်းသမီးလေးဟာတာကာကိုချစ်ကြိုက်သွားခဲ့ပေမဲ့အဖြစ်မှန်ကတော့တဖြည်းဖြည်းပေါ်လာတော့မှဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲမြို့တော်ထဲကိုမိစ္ဆာတွေကျူးကျော်လာခဲ့ပြီးအားလုံးဟာအန်ဒီရဲ့နဲ့ကြုံတွေ့လာရပါတယ်လီလန်လို့ခေါ်တဲ့လူတစ်ယောက်ဟာလူသားအလုံးကိုအယိုးစုတွေထဲပြောင်းလဲပစ်ဖို့စီစဉ်နေခဲ့ပါတယ်။သူဟာမိစ္ဆာတွေနဲ့ပူးပေါင်းပြီးဒီပွဲတော်ရက်မှာအားလုံးကိုတတ်ချက်ဖို့စ조사နေတာပါ။တာကာဟာအဆင့်1လက်သမားတစ်ယောက်ရဲ့အသိဉာဏ်ကိုအသုံးချပြီးဒီအန်ရီယကနေဘလို့လွတ်မြောက်အောင်စ조사မလဲဆိုတာကစိတ်ဝင်စားစရာပါပဲ။သူဟာမင်းသမီးလေးကိုကယ်တင်ဖို့အတွက်သူ့ရဲ့အသက်ကိုယ်တော်ရင်းခဲ့ရပါတယ်။တိုက်ပွဲတွေကြားထဲမှာတာကာရဲ့ငယ်တငယ်ချင်းယူနာဟာဇွန်ဘီကြိုက်တာခံလိုက်ရပါတယ်။သူမရဲ့ဝိညာဉ်ဟာထိမ့်ချုပ်ခံထားရပြီးမိစ္ဆာတယောက်လိုပြုတ်မှုနေခဲ့တာပါ။တာကာဟာယူနာကိုကယ်တင်ဖို့အတွက်သူမရဲ့အတိတ်မှတ်ဉာဏ်တွေတဲ့အထိဝင်ရောက်သွားခဲ့ရပါတယ်။အဲ့မှာသူတို့နှစ်ယောက်ရဲ့ငယ်ဘဝအကြောင်းအရာတွေကိုပြန်လည်မြင်တွေ့ခဲ့ရပြီးတာကာဟာယူနာကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။ဒီပြဿနာအားလုံးရဲ့နောက်ွယ်မှာတော့ဒီယေဂိုလို့ခေါ်တဲ့အစွမ်းထက်မော်ဆရာကြီးရှိနေပါတယ်။သူဟာမိစ္ဆာအင်အားစုတို့ကိုအသုံးပြုပြီးကဘာကြီးကိုဖျက်ဆီးဖို့စ조사နေတာပါ။ဒါကနဲ့သူ့အဖွဲ့သားတွေဟာဒီယေဂိုကိုအနိုင်ယူဖို့အတွက်အယ်ဗေးနီးယားမြို့ကိုတွားရောက်ခဲ့ရပါတယ်။အဲ့ဒီမှာသူတို့ဟာအင်အားကြီးမိစ္ဆာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတာကဟာသူ့ရဲ့အစွမ်းကုန်စ조사ခဲ့ရပါတယ်။အစွန်းအဖြတ်တိုက်ခွေမှာတာကဟာအင်အားချင်းမမျှတာကြောင့်အခက်တွေ့နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူရဲကောင်းရှီယွန်ရဲ့ဝိညာဉ်ကတာကကိုလမ်းညွှန်မှုတွေပေးခဲ့ပါတယ်။တာကာဟာဒါဆွမ်းအားကိုစူးစီးပြီးဒီယေဂိုရဲ့အားနည်းချက်ကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့မိစ္ဆာကြီးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီးမြို့တော်နဲ့လူသားအားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ရန်သူတွေကိုအနိုင်ယူပြီးနောက်မှာတော့အရာအားလုံးဟာငြိမ်းချမ်းစွာခဲ့ပါတယ်။တာကာဟာသူရဲကောင်းကြောက်ရဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်ရင်ပိုပြီးတန်မာလာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီထူးဆန်းတဲ့ခရီးလမ်းမှာတာကာဟာသူငယ်ချင်းကောင်းတွေနဲ့အတူနောက်ထပ်စွန့်စားခန်းသစ်တွေကိုရင်ဆိုင်သွားရမှာဖြစ်ပါတယ်။လူတယောက်ရဲ့တကယ့်အစွမ်းဟာအဆင့်မှမရှိပဲစိတ်ဓာတ်မှာပဲရှိတယ်ဆိုတာကိုသူကထပ်သေးပြခဲ့ပါတယ်။